ဒီနေ့ဗီဒီယိုမှာတော့ Java Edition ကိုဖုန်းပေါ်မှာဘယ်လိုဆော့ရမလဲဆိုတာလုပ်ပြတော့မှာပဲအားလုံးကိုဗီဒီယိုမရှိဘဲစလိုက်ရအခုကျွန်တော်ဆော့နေရတဲ့ဖုန်းထဲမှာပေါ့နော်ဒီ mouse ကဘယ်လိုပုံလဲဆိုဒီမှာကျွန်တော်ပြတယ်မှာအောင်ကြည့် mouse ကအဲ့လိုမျိုးဘယ်တော့မှမတော်အောင်အဲ့ကျွန်တော်လက်နဲ့တူတယ်ကျွန်တော်လက်တူတဲ့အရာတိုင်းလွတ်ဖြစ်နေရဗျာ Okay ဒါဆိုဒီထဲက wall တစ်ခုစမ်းပြီးဆော့ကြည့်ရမလား wall တစ်ထောင်ဒါမှ setting နဲ့ဆိုကြည့်အောင်ဒါတော့ dam နှိမ့်လိုက်ပေါ့ဒီလိုပေါ်ရင်တော့ဒါလူပြောမှာအတီးပြူးချက်လောက်ခိုင်းတာပေါ့အကောက်တွေပါပေါက်ကြတာကျွန်တော်တော့မဖောက်တော့ဘူးဒီမှာ setting နဲ့ video setting မှာလည်းကိုကြိုက်တယ်လို့လုပ်ရတယ်ဒီမှာကိုကြိုက်တယ်လို့ကြည့်လို့ရတယ်ကိုကြိုက်တော့ FPL တွေထားလို့ရတယ်ဗာနေပြီးတော့လုပ်လို့ရပါတော့ဒီ Java တော့လုံးဝZ ဘယ်လိုပြောမလဲ zip တွေပါ file တွေပါထောင်းစရာမလိုဘူးပေါ့တစ်ခါတန်းဆော့လို့ရဗျာအဲဒီအားသာရှာပေါ့တစ်ခါတောင်းထားမယ်တောင်းလို့ရတယ်ဒီတောင်းဒီကိန်းရဲ့ download link ကိုတော့ကျွန်တော်ရဲ့ description နဲ့ comment မှာချပေးထားပါဘလို့အဲ့ဒီတော့ဝင်ထောင်းလိုက်ပါဒါကျွန်တော်ဒီ version 1.19 ကိုပဲအရင်ဆုံးပြထားပါတော့နောက် version လို့ရှိရင်လို့ comment မှာလို့ရှိရင်လို့ရေးခဲ့လို့ရပါတယ်အားလုံးပဲကျွန်တော် channel ကို subscribe လုပ်ခဲ့ပြီးတော့ video ကိုဆက်ကြည့်ကြပါပြီးတော့ subscribe လုပ်ပြီးရှင်အားဖြင့်ကျွန်တော်ကိုလုံးဝအထောက်အကူဖြစ်စေပါတယ်အဲဒါကြောင့်ကျွန်တော်အခုတော့ subscribe နဲ့ကြာနေတယ်ကျွန်တော်အခုတော့ video တင်ဖို့တော့အားမရှိသလိုဖြစ်နေပါတယ်အဲကြောင့်တော့ subscribe လေးနဲ့ကူညီပေးခဲ့လို့ရပါတယ်ဘာ Java Edition မှာတော့တော်တော်ထစ်တယ်ဗျာအခုတော့ဘောထဲရောက်သွားပြီဟောဘာမှမပေါ့ဒါကျွန်တော်နည်းနည်းလက်ကမြင်တာပေါ့နော်လက်ကမြင်ထားမျိုးတော့လေးဖြိုးပါဗျာနည်းနည်းတော့ setting နဲ့မတော်ဖြုတ်လိုက်အောင်မရဒါမို့ဟို setting ဒီထဲမှာလည်းကိုကြိုက်တယ်ချိန်လို့ရရင်တော့ကြည့်ကျွန်တော်ရပါမယ်ခလုတ်တွေကျွန်တော်ဖွင့်မိရဗျာရနဲအေးဟာတက်တာဒါမှာ hip has ဆိုတာဟာကျွန်တော်နှိမ့်ပြီးတော့ HID HAN hip has ဆိုတာအဲ့ကိုကျွန်တော်ဖွင့်လိုက်မယ်ပွားဟာပါပိတ်လိုက်မယ်ဖွင့်လိုက်မယ်မဟုတ်ပါဘူးပိတ်ခိုင်းတာပါ Okay ဒါဆိုရပြီဘေးနာလက်ပွေရာတွေကဖြောက်ထားပေါ့နော်အဲ့ကိုခက်မှန်ပြီးနှိပ်ပေါ့ကျွန်တော်တော့အဲ့စတင်ထဲမှာကြီးထားပြောတော့စတင်ထဲကြီးရတယ်ပြောရတော့မလိုပါဘူးလက်ပွေရာဒါပဲကျွန်တော်ဘေးနာဟာလို့ပြနေတာဖုံးမဆိုတာတတိပဲနော်စတင်ထဲမှာဒီမှာ touch ဒီထဲမှာbutton size ဆိုတာဟာကြီးကျွန်တော်အဲ့85ထားတာလို့အရွယ်စားကြီးနေတာပေါ့အဲ့ဒါဒီကဲရဲ့ original ဘယ်လိုပြောရလဲပိတ်ထားတာပေါ့နော်ဒီလက်ပွေရာဒီကျွန်တော်တတိပြမယ်ဒီမှာခဏမြားဆိုရင်ဒီမှာလက်ပွေရပြပါတယ်အဲကြောင့်မနော်ဒါကကျွန်တော်တက်တေးပြပါနော်ဒီဖားအပြောင်ကဒီနိုင်လေးမှာပါလာကျွန်တော်တခါမှမမြင်ဘူးတိတ်တော့မဆော့ရလို့ကြာသွားရှင်ကြီးရတော့ဒီမှာကျွန်တော်ဆော့ပြပါဗောဒီရှာကြီးဒီမှာလက်ပွေရလေးနာမလက်တခုမှမိုက်တာ mouse ကလက်တိုးတဲ့နေရာမှာပါလာဗျအော်တိုဘာနေကနေတော့အဆင်မပြေဘူးအရှိမပါဘူးလို့ပြောဒီနားလေးကျွန်တော်မြင်ဘူးလို့ပဲရmemory crafter video မှာလည်းမနေကျွန်တော်ဒီနားကိုမြင်ဘူးစိတ်ဝင်စားကြတော့ပါပြီဘာမှမလုပ်တော့ပါဘူးဒီနားလေးချောင်းနေနေပဲဒီမှာအကောင့်လေးဆိုတော့Java အစစ်တိုင်းမှာပါဒါပြီး item စမ်းပြပါပဲဒါပြီး item လုံးဝအကုန်လုံးစမ်းပြမှာပါ Okay ဒါဆို setting နဲ့ဝင်ကြည့်လိုက်ဒီမှာ setting ကတော့ bubble ဖြစ်နေဆိုတာတက်ပြပါဒီကိန်းတော့အပြင်ပုံစံကျွန်တော်မော့ထည့်ထားမှာမဟုတ်ပါဘူးဘာလို့ဆိုခဏ setting နဲ့ကြည့်လို့သိပါတယ်ကျွန်တော်မော့လုံးဝမထည့်တာပါဒါ Java Edition လုံးဝစစ်ပါဒါရီကိုကျွန်တော်ခုတ်ပြမယ်ဗျာမီးရီကိုထုံးပြမယ်ဗျာညရီကိုပြောင်းပြီးဒါပေမဲ့တော့အေးရာဘက်ကအေးရာကနည်းနည်း error လေးနည်းနည်းပါတယ်ဗျာအဲ့တော့ state အဆင်မပြေ error နည်းနည်းဖြုတ်တယ်ပြီးအပေါ်မှာခလုတ်လေးရှိပဲ3ခုထွက်တော့ပလိုက်ဒါတော့ဟိုဒီမှာညကျွန်တော်မီးရီပြမယ်ညမီးလေးနဲ့ဆိုတာပြမယ်ဗျာ Okay ဒါဆိုညခဏတော့ဆောင်းနေတော့အေးငါကြည့်ပါဒီမှာကြည့်ဗျာerror လုံးဝမီးလေးနဲ့ပြတော့အိုင်တူရဲ့ခါကျဒီ Java မှာဆောတာဒါတော့တော်တော်အဆင်ပြေဒါလည်းခုတ်လို့ရဒါလည်းအဆင်ပြေဘာလို့ဒါတစ်ချက်ခုတ်လိုက်ရင်ဘေးနားအကောင်တွေမှာအထီလဲအဲ့ဒါဖက်ဖက်မှမရဘူးJava မှာပဲရနည်းနည်းတော့အရှိမှလည်းအကောင်ရှိရမြင်လားကျွန်တော်အဲ့ဟာဆန်းခုတ်ပြမယ်ပြောအမှမြင်လားတွေးလေးပါထွက်လာရနော် Okay ဒီမှာ error လေးရောကြည့်ပါဘက်အဲ့ရပုံလေးကအဲ့လိုလေးဖြစ်နေတာဗျအဲ့ဒါလည်းနည်းနည်းတော့ကျွန်တော်မကြိုက်တဲ့အချက်လေးပေါ့တော့နည်းတော့စိတ်ချိုးဖို့တော့ကောင်းတယ်အဲ့ရရတော့ဒီ Java မှာ Bible mode တွေထည့်လို့မရဘူးဗျာအဲ့တော့ Java mode တွေထည့်လို့ရမှာကျွန်တော်လည်းမထင်ဘူးဗျာဆန်းတော့ထည့်ကြည့်ပေါ့တော့ကျွန်တော်ပြောတယ်ကျွန်တော်ထည့်လို့မရဘူးဆိုတော့မထည့်ကြည့်ပါနဲ့မထည့်ကြည့်ပဲမနေပါနဲ့လို့ပြောပါထည့်ကြည့်လိုက်ပါထည့်ကြည့်ရကောင်ရနိုင်ပါလိမ့်တဲ့ရကောင်ရနိုင်ပါလိမ့်မယ်အဲ့တော့
စမ်းစောကြည့်ပါဒီဒေါင်းလောင်းလေးကို description နဲ့ comment မှာနော် comment ဆိုတာမသိဘူးဒေါင်းလောင်းနေတေချာကြီးအသေးစိတ်သိချင်တော့ကျွန်တော်ဗီဒီယိုအသေးတစ်ခုတင်ပေးပါမယ်ဒါတော့ကျွန်တော်လောဆယ်ဒီကောင်အနောက်ကိုပတ်ပြီးရတယ်ထိလောက်လားမသိစမ်းကြည့်မယ်အိုးထိလားမသိဘူးနော်အရှိမှာခုတ်လိုက်တာအနောက်ကကောင်ထိလားမသိအိုးထိတယ်ဟာဘယ်လိုလဲဟာဒါရတိတ်မမှန်ပြီဗျာ